Hello အားလုံးပဲမင်္ဂလာပါရှင်မင်းဒီနေ့မိတ်ဆက်ပေးချင်တာလေးကတော့ဒီတရားဝိဖြာပါမှုရလေးပေါ့နော်သူ့ရဲ့ဒုတွေကအထူကတလက်မကွဲတူရှိပါတယ်နော်ဒါလေးကတော့နှစ်ဖက်လာပါရှင်ဒီဟာလေးကတော့ခြိသားနဲ့ချုပ်ထားလေးပါနော်နောက်ထပ်ဒီဘက်ကတော့သူကပိုက်ဖြာပေါ့ပိုက်ဖြာအောင်မှာဘေးမှာဇက်လေးလည်းစစ်ပါတယ်ရှင်စစ်ပါတော့ဖြုတ်လျှော်လို့လည်းရပါတယ်နော်မင်းတို့စီမှာရမက်ကာလာလေးဒီတက်လက်မဲကွဲတူကရမှာ9ချက်လောက်ပဲရတော့မယ်ရှင်ဒီခန်းရောင်အပွင့်လေးရယ်ဒီပန်းရောင်လေးပေါ့နော်ပန်းရောင်အပွင့်လေးရယ်ပန်းရောင်လေးရယ်ပြီးတော့ခါကျတော့အပြာရောင်အပွင့်လေးပေါ့အပြာရောင်အပွင့်လေးရယ်ဒါလေးကတော့အပြာရောင်ကြားလေးပါနော်ဒီဒီဇိုင်းလေးရအောင်မယ်ရှင်ပြီးတော့ဒါလေးကတော့နှစ်ပြားလေးရှင်နှစ်ပြားလေးအားလုံးပေါင်း5ချက်ရပါမယ်နော်တလက်မကွဲတူက5ချက်ရပါမယ်ရှင်ဈေးနှုန်းလေးကတော့3000နဲ့မှ3900ကျပ်ပါရှင်တယောက်အိတ်ပါနော်နောက်ထပ်ရမလေးတွေမင်းပြပေးမယ်နော်ဒါလေးတွေက3လမတူမှုရလေးပါရှင် site ကတော့3ပေ6ပေ site ရှိပါတယ်အထူကတော့3လမတူရှိပါတယ်ရှင်ရမယ့်ဒီဇိုင်းလေးတွေကတော့မင်းပြပေးပါမယ်နော်ဒါလေးကတော့နောက်တော့အညူရောင်တစ်ချက်ရယ်လိမ်မော်ရောင်တစ်ချက်ရယ်အပြာရောင်ပန်းရောင်လေးတစ်ချက်ရယ်ပြီးတော့ခါကျအပြာရောင်2ချက်ရယ်ခရမ်းပွင့်လေးတစ်ချက်ရယ်အလုံးပေါင်းဘယ်နှချက်ရမလဲဆိုရင်တော့သူက3လမတူကတယောက်အိ6ချက်ရအောင်ပါရှင်ဈေးနှုန်းလေးကတော့သူကဘယ်လောက်လဲဆိုတော့သူက9500ကျပ်ပါရှင်နောက်ထပ်2လမတူတွေကရာသေးလာလို့မေးတဲ့လူတွေရှိတယ်ပေါ့နော်အဲ့ဒီသူတို့တို့ပါတစ်ခါတည်းပြပေးလိုက်မယ်ရှင်ဒါလေးကတော့2လမတူဖောချက်မှုရလေးပေါ့နော်ဖောချက်မှုရလေးတွေဒါလေး3ပေ6ပေစိုက်ပါရှင်အထူကတော့2လမတူပါရှင်အလုံးပေါင်းဘယ်နှချက်ရအောင်မလဲဆိုတော့သူက5ချက်ရပါမယ်ရှင်2လမတူ3ပေ6ပေ5ချက်ရအောင်မယ်ရှင်ပန်းရောင်လေးရယ်အနီရောင်လေးရယ်ခရမ်းလေးရယ်ပြီးတော့ခါကျတော့ခရမ်းရောင်ကတော့2ချက်ပေါ့နော်ရာလေးတွေရှင်သူ့ရဲ့ဈေးနှုန်းလေးကတော့3800ကျပ်ပါရှင်ဆိုင်လေးကတော့3ပေ6ပေဆိုင်ပါနော်အထူကတော့2လမတူပါရှင်ဒါလေးကတော့မီတာစုရဲ့6ပေ6ခွဲဆိုင်အထူ1လမတူရင်မြုပ်မှုရပေါ့နော်ဒါလေးကတော့6ပေပတ်လဲပေါ့နော်စနပြောမှားတော့လို့6ပေပတ်လဲပါရှင်ရမယ့်ကာလာလေးကဒီအညိုရောင်လေးရယ်အပြာလေးရယ်